အားမဲမင်္ဂလာပါထွေစာဖြစ်ပါတယ်ထွေစာကတော့ဒီနေ့မှာreply တစ်ခုပြန်ပေးမှဖြစ်ပါတယ်ဒီစာကို comment မှန်ထားတဲ့တယောက်ကိုထွေစာကဖြစ်ပေးမှပဲဖြစ်ပါတယ်ဘာလို့ကိုဖြစ်ပေးမှလဲဆိုတော့သူကဒီစာဗီဒီယိုအမှမှန်ထားတာပါဒီမှာပါပြီးတော့ဒီမှာပေါ်နော်လောက်ထားတဲ့ဥစ္စာလေးကိုမှန်ထားတာပါဒီမှာသူကဒီမှာပါ9,000ဘိုးလောက်ပါရှင်းဆိုပြီးမှန်ထားတဲ့အတွက်ဒီစာကဟုတ်ကဲလို့တော့ပြန်ဖြေထားတယ်မလုပ်ပေးရသေးဘူးမို့လို့လုပ်ပေးတော့တောင်းမယ်9,000ဘိုးလောက်ဆိုတော့9,000ဘိုးလောက်ထည့်ပေးမယ်ပေါ့နော်9,000ဘိုးလောက်ကိုညီမစိတ်ကြအများကြီးထည့်ပေးမှဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုစောင့်အောင်လေးကြည့်ပေးပါsorry ပါခင်ဗျမလေးပေါ့နော်ဒီ game လေးကပေါ့နော်အရင်ကကြာနေရေထွေးစားစောင့်နေရမတားကြာသွားပြီဖြစ်တဲ့အတွက်ထွေးစားဒီ game လေးကိုမစော့ပဲနဲ့ဒီ game လေးကိုပဲဆက်ပြလိုက်တော့မယ်အခုစလုံးကအတူတူပါပဲပြီးတော့ထည့်ရတဲ့ဥစ္စာကလည်းအတူပါပဲဒါလေးကပို့ပြီးတော့ဆော့လို့ကောင်းတာပေါ့ညီမလေးရေတောင်းမမာရေနော်ထွေးစားတကယ်မရလို့ပါရှင့်ဒီမာလာမချိုက်ကင်းလေးရလဲတော်မိုက်တယ်မဆုံတာလည်းရှိမယ်ပါညီမလေးတကယ်တော့အမကဒီနှစ်ကင်းစလုံးကိုမှန်ခိုင်းတာပါဒီနှစ်ကင်းစလုံးကိုမှန်ခိုင်းတာပဲဖြစ်ပါရဲ့တော့ပဲအဲ့ဂိမ်းမြရင်ဒီဂိမ်းဆိုမှဒီဂိမ်းမြဟိုဒီအဲ့ဒီဂိမ်းဆော့မယ်အဲ့လိုမျိုးရရပေါ့နော်ပစ္စည်းတွေမစုံတာပဲရှိမှာပါညီမလေးရဲ့ညီမလေးကိုပေါ့နော်ဒီဂိမ်းလေးနဲ့ပဲဆော့ပြီးမိပေါ့နော်ညီမလေးရလေအခုမကိုလာမှတ်ပြီးရဲ့အတွက်ကြည့်စပါဒီဂိမ်းကိုဆော့start တခါတလေလေးစုံမဲ့ဥစားလေးဒီကိုမှတ်လိုက်ပါနော်ဒီကအပေးသူကတော့ညီမလေးပဲဖြစ်ပါတယ်ညီမလေးလည်းအပေးထိုင်နော်ဆိုချက်တော့မယ်ညီမလေးတွေ့ချက်ပြီးမှပါအဆက်ကိုတော့နည်းနည်းလေးရှော့ထားပေါ့နော်ညီမလေးတွေ့ဆိုတော့ဟုတ်ကဲ့လေးရတကယ်ကိုမရလို့ပါနော်အရင်ကြာရေပေါ့နော်နောက်ခါကျညီမလေးအတွက်ကို9,000ဘိုးတက်လုပ်ပြီးပေါ့နော်မာလာမချိုက်ဆိုတော့9,000ဘိုးကအမဥစားနေလေးရမယ်ဖြစ်တဲ့ပါအလုံးနဲ့ပေါ့နော်မတ်ပေးတဲ့ကျေးဇူးပါညီမလေးလည်းမတ်ပေးတဲ့ကျေးဇူးပါပဲရှင်ကဲနောက်ခါကျရင်လည်းမတ်ပေးပါအောင်စောတိပါပေါ့နော်ညီမလေးဟိုဂိမ်းလေးမဆော့ပဲနဲ့ဒီဂိမ်းလေးပဲဆော့ပြလိုက်တာပေါ့နော်ဟိုဂိမ်းကတကယ်ကိုကြားလို့ပါတောင်းမမာရရှင်အရင်တောင်းမမာโอเคညီမလေးနဲ့ပြည့်တဲ့ကျေးဇူးပါမပပိုင်ညီမလေးလည်းပပိုင်နော်